အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြည့်ရကျူဆိုပါတယ်ဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကို SD ကတ်တွေကိုဘယ်လိုမျိုးပြောင်းရွှေ့ထည့်လို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုလေးမှာအဆုံးရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါများပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ File Manager ဆိုတဲ့နေရာလေးကိုဝင်ပေးရမှာဖြစ်ပါတယ်များ File Manager လေးကိုရောက်သွားပြီဆိုအပေါ်မှာရှိတဲ့ Folder ဆိုတဲ့ဒီနေရာလေးရှိပါတယ်အဲ့နေရာကိုနှိပ်လိုက်ပါများFolder တွေကိုရောက်သွားပြီဆိုရင်တော့ကိုကအရင်ဆုံးဓာတ်ပုံပြောင်းရွှေ့မှာဖြစ်တဲ့အတွက်ကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်လိုက်ရှာလိုက်ပါတော့ဓာတ်ပုံတွေကိုလိုက်ရှာလိုက်မယ်ဒီမှာ picture ဆွဲနေရတယ်ရှိရပါတော့ဓာတ်ပုံတွေမှာကိုရွှေ့ခြင်းတဲ့ဓာတ်ပုံတစ်ခုခုကိုကျွန်တော်တို့ရွေးချယ်လိုက်ပါကျွန်တော်ကတော့ဒီဟာလေးကိုရွေးချယ်လိုက်ပါတော့ဒီဓာတ်ပုံလေးကိုအဲ့ဘေးနားမှာရှိတဲ့ဒါလေးအမှန်ချင်းနှိပ်လိုက်ပါတော့အမှန်ချင်းနှိပ်လိုက်ရင်ကိုကအများကြီးရွှေ့ခြင်းတယ်ဆိုရင်ဘေးနားမှာရှိတဲ့ဒီခလုတ်လေးတွေပေါ့နော်ဒီ pattern လေးတွေကိုအများကြီးနှိပ်လိုက်ပါတော့ဒီလိုမျိုးလေးလိုက်ပြီးတော့ကိုပြောင်းခြင်းတဲ့ဟာတွေကိုလှုပ်လိုက်ပါနော်ကျွန်တော်ကဒီတပုံလေးပဲကျွန်တော်လှုပ်ချင်တာဖြစ်တဲ့ဒီတပုံလေးကိုပဲနှိပ်လိုက်ပြီးနှိပ်ပြီးသွားရင်အောက်မှာဒီမှာပေါ်လာမှာပေါ့နော်ဒီမှာပေါ်လာမယ်အဲ့အစားဟိုမှာကျွန်တော်တို့ကဘယ်နေရာကိုနှိပ်ရမလဲဆိုဒီမှာ move ဆိုတဲ့ဟာလေးရှိရနော်ဒီ move ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီ move ဆိုတာနှိပ်လိုက်နှိပ်ပြီးသွားရင်အမှာကျွန်တော်တို့ SD gate ဆိုတာတွေပေါ်လာပြီပေါ့နော်ဒီမှာ SD gate ဆိုတာတွေပေါ်လာပြီအထက်ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာ folder တိစောက်ပြီးတော့ချရင်လည်းရတယ်ဒီတိုင်းပဲ page ဆိုတာလေးချရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီတိုင်းပဲ face ဆိုတာတွေကိုကျွန်တော်နှိပ်လိုက်ပါနော်အဲဆိုတော့ကျွန်တော်ရဲ့ဓာတ်ပုံကဒီထက်ကိုရောက်လာပြီပေါ့နော်ဒီမှာရောက်လာပါပြီဓာတ်ပုံတွေရောက်လာပြီနော်ဒါကကျွန်တော်တို့ဓာတ်ပုံထည့်တာဖြစ်ပါတယ်နောက်ဗီဒီယိုထည့်တာလေးကျွန်တော်ထည့်ပြီးပြပြပေးမယ်ကျွန်တော်ဒီဘက်ကိုပြန်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုကျွန်တော်တို့ဗီဒီယိုထည့်မယ်ပေါ့နော်အဲဆိုကျွန်တော် move ဆိုတဲ့ထည့်ဝင်လိုက်ပါနော်ဗီဒီယိုဒီမှာ move movie ဇဲဝင်ပြီးသွားရင်ကိုယ့်ရဲ့ဒီမှာရှိတဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်တို့ထည့်ပေးမှာဖြစ်တယ်ကျွန်တော်ဒီထဲမှာ second recorder တစ်ခုကျွန်တော်ပြောင်းလိုက်ပါတော့ဘေးနားမှာရှိတဲ့ဒီ asset လေးပဲနေလိုက်အဲပြီးသွားရင်ခုနကတည်းက move ဆိုတဲ့ဟာလေးလုပ်လိုက်အဲပြီးသွားရင် SD card ထဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ပြောင်းရွှေ့ထည့်လိုက်ပါတော့အဲပြီးသွားရင်ကျွန်တော်တို့ page ဆိုတာကိုချလိုက်ကိုက folder တွေရဲ့ထည့်ချင်တယ်ဆိုရင် folder တွေကိုဝင်လို့ရတယ်ဒီမှာ move ဆိုတဲ့ folder တွေကိုဝင်လိုက်ဝင်ပြီးဆိုမှကျွန်တော်တို့ဒီမှာချမယ်ဆိုတဲ့ရရပါတော့ကျွန်တော်ကတော့ဒီအပြင်မှာပဲချထားတိုင်းပါနော်အပြင်မှာပဲ page ချလိုက်မယ်အဲဒါခဏဆောင်းလိုက်အဲပြီးသွားရင်ကျွန်တော်တို့ဒီမှာရောက်လာပြီပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့လိုက်လုပ်ကြည့်လို့ရတယ်ဆိုရင်ကျွန်တော်တို့ comment လေးမှာ yes လို့မှန်ခဲ့ပြီပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်